အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်အနေနဲ့ဒီဥပေါင်းတာကိုပဲနောက်ထပ်ဥရဲ့အတန်ရှည်ပေါင်းခြင်းကိုပဲကျွန်တော်သင်ပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်ဒီဥအတန်ရှည်ပေါင်းတာကြတော့ဒီတစ်ခေါက်မှာကြတော့အရှိမဒီပေါင်းထားတဲ့စကားလုံးကိုပဲဥနဲ့ပေါင်းတယ်ဆိုရင်တော့အရင်တော့ကြတော့ key ဒီ u ဆိုရင်ဥနဲ့ပေါင်းတဲ့ခါကျ u ဆိုပြီးတော့ဖြစ်သွားတာပေါ့နော်ဒီမှာကြတော့ key တို့ဒီမှာ u အသေးလေးတွေပါလာပြီဥတွေပါလာပြီပေါ့နော်ဒါဆိုရင် u အသေးလေးနဲ့ပေါင်းထားတဲ့စကားလုံးလေးကိုလည်းဥနဲ့ပေါင်းလို့ရတယ်ဆိုတဲ့ဟာကိုဒီနေ့မှာသင်ပြသွားမှာဖြစ်ပါတယ်ဒါဆိုရင်တကူချင်းစီကိုတေးသေးချာချာတလုံးချင်းစီတွားမယ်နော် key နဲ့ u နဲ့ပေါင်းတော့ q ဥနဲ့ပေါင်းတော့ q ဆိုပြီးတော့အတန်ရှည်ဆွဲပါတယ်ဟုတ်ပြီဒါဆိုရင်တလုံးချင်းစီပဲတွားမယ်နော်အတန်းလိုက်တွားမယ်ရှိနဲ့ u နဲ့ပေါင်းတော့ shoot ဥနဲ့ပေါင်းတော့ shoe ဆိုပြီးတော့ဖြစ်သွားပါတယ်ချီ u ချီ u ပေါ့နော်ချူဥနဲ့ပေါင်းတော့ chew ဆိုပြီးတော့ဖြစ်သွားတယ်နီး u ညူလို့ထွက်တယ်ဥနဲ့ပေါင်းတော့ new ဆိုပြီးတော့ထွက်ပြီနော်he u hu ဥနဲ့ပေါင်းတော့ hue ဝါစနလောက်ပါအတိုင်းရှိဆိုမယ်နော်me u mute ဥနဲ့ပေါင်းတော့ new ဆိုပြီးတော့ဖြစ်ပြီနော်li u u လို့ထွက်တယ်ဥနဲ့ပေါင်းတော့ u ဆိုပြီးတော့ထွက်တယ် u ဆိုပြီးတော့အတိုင်းရှိဆွဲတယ်နော်ကဲဒါဆိုရင်ဒီဘက်ကနောက်တစ်ခုကိုဆက်သွားမယ်နော် key နဲ့ yo နဲ့ပေါင်းတော့ kyo အတန်တော်တော်လေးပဲနော် kyo ဥနဲ့ပေါင်းတော့ kyo ဟုတ်ပြီနော်အတိုင်းရှိဆွဲလိုက်ပြီရှိ yo short ဥနဲ့ပေါင်းတော့ short ချီ yo chop တော်တော်လေးပဲနော်ဒါ chop နည်းနည်းလေးဥနဲ့ပေါင်းတော့ chor နီ yo ညော့ဥနဲ့ပေါင်းတော့ညောဟုတ်ပြီ he yo hyo hyo ခက်တူတူလေးပဲဥနဲ့ပေါင်းတော့ hyo ဆိုပြီးတော့ဖြစ်တယ် hyo ဒီ ha yo ဆိုတဲ့ဟာမထွက်ပဲနဲ့ ha yo မှန်တော့ hyo အင်္ဂလိပ်တန်ထွက်နော် hyo ဟုတ်ပြီmi yo ဆိုတော့မြော့ဥနဲ့ပေါင်းတော့အတန်ရှည်ဖြစ်သွားတယ်မျောဆိုပြီးတော့ဖြစ်သွားပြီနော်ဒီယောနော်ဥနဲ့ပေါင်းတော့ယောဆိုပြီးတော့အတန်ရှည်ထွက်ပြီးပါဖြစ်ပါတယ်ဒါဆိုရင်ဒီစကားလုံးတွေကိုအစအနီးဆုံးထိနောက်တစ်ခေါက်ဆိုပြမယ် q ဥနဲ့ပေါင်းတော့ q ဒါဆိုရင်တစ်ဆက်တည်းသွားမယ်နော် q kyo shoe shaw chew chaw new nyo yo new nyo you ဟုတ်ပြီနော်ကဲအားလုံးပဲအဆင်ပြေကြပါစေနော်